အလွယ်တကူစစ်ဆိုးတက်တယ်ဆိုရင်နင်းဟာထင်းချုပ်ခံနေရပြီလူတယောက်ကမင်းကိုစော်ကားလိုက်တယ်ဆိုပါစို့အဲ့ဒီစကားတွေကခေါင်းထဲမှာရပ်ပေါင်းများစွာပဲ့တဲ့ထပ်နေတတ်သလားစတိုရီပညာရှင် Epictetus ကတော့မင်းကိုဒီလိုမေးလိမ့်မယ်ဘာလို့များအဲ့ဒီလူကိုခမည်းရဲ့စိတ်ပေါ်ဒီလောက်တောင်ဩဇာလွှမ်းမိုးဝင်ပေးလိုက်ရတာလဲတယောက်ယောက်ကမင်းကိုဒေါသထွက်အောင်လုံနိုင်သွားတဲ့ဆိုရင်အဲ့ဒီလိုဖြစ်အောင်မင်းရဲ့စိတ်ကိုယ်တိုင်ကပါဝင်ပတ်သက်နေတယ်ဆိုတာကိုမမေ့ပါနဲ့ Epictetus ဆိုတာကိုထိလက်ရောက်ရိုက်နှက်ခံရပြီးခြေတော့တစ်ဖက်ကျူးတဲ့အထိနှိမ့်ဆက်ခံခဲ့ရတဲ့ကျွန်းတယောက်ပါသူကငါကိုယ်တိုင်ခွင့်မပြုသေး၍ငါရဲ့အတန်းစိတ်လွတ်လပ်ခွင့်ကိုဘယ်သူမှလာထိပါလို့မရဘူးလို့ဒီလိုဆင်းရဲဒုက္ခမျိုးစုံကြုံခဲ့ရသူကိုယ်တိုင်ကပြောလာတဲ့အခါဒီစကားဟာငင်းပယ်လို့မရတဲ့ကြီးမားတဲ့အင်အားတစ်ခုဖြစ်နေပါတယ်မင်းဟာအလွယ်တကူစိတ်ဆိုးတက်တဲ့သူဆိုရင်သူများတဲ့အလွယ်တကူထိန်ချုပ်ချေလဲတာကိုခံရမယ်သူပါပဲသူတို့ကမင်းကိုနာကျင်စေခြင်းနဲ့ရည်ရွယ်ခြင်းနဲ့ပြောခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီစကားတွေကမင်းတို့အတိတ်ပဲရှိမရှိဆိုတာကိုတော့မင်းကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါတယောက်ယောက်ကမင်းကိုအမိုက်တစလမ်းပေးတယ်ဆိုပါစို့မင်းကအဲ့ဒါကိုယူဖို့ညှင်းဆန်လိုက်ရင်အဲ့ဒီအမိုက်ကဘသူလက်ထဲမှာကြံခဲ့မလဲသူ့လက်ထဲမှာပဲဆက်ရှိနေမှာပေါ့ဒါပါပဲမင်းရဲ့စိတ်ခံတတ်ကိုအလွယ်တကူအဖောက်ထွင်းမခံပါနဲ့